HML Channel လေးကိုအားပေးနားဆင်နေသူများအားလုံးမင်္ဂလာပါရှင်။အခုတစ်ခါတင်ဆက်ပေးချင်တာကတော့စာရေးဆရာကြီးဦးတင်ညိုရေးသားထားတဲ့ဆုံးဖြတ်ချက်ဆိုတဲ့ဇာတ်လမ်းတိုလေးပဲဖြစ်ပါရဲ့ရှင်။နောက်တော့ဆင်ကြပါအောင်ရှင်။မောင်နဲ့ကျမကြီးစားတက်တန်9နှစ်ရှိလာပြီ။ဒီနေ့မောင်ကကျမကိုပြောလိုက်။နွယ်မောင်လေးနဲ့ပြောချင်တယ်။ပြောပါမောင်။မောင်တို့လက်ထပ်ကြရအောင်။မောင်ဒီစကားကိုမနစ်ကလည်းပြောခဲ့တယ်လေ။မင်းမငင်းခဲ့ပါဘူးနော်အချိန်မီရွေးလို့ပြောခဲ့တယ်မောင်ကအလုတ်ကင်တီးချမရှိသေးလို့ပါကွယ်အခုတော့အလုတ်ကင်ကလည်းခိုင်မာသွားပြီဆိုတော့လက်ထပ်ဖို့ပြောတာပါရတယ်လေမောင်ကဘလို့စီစဉ်ထားတယ်လေမောင်စီစဉ်ထားတာကိုပြောမယ်ຫນွေအလုတ်ထွက်လိုက်တော့မောင်အိမ်မှာလိုက်နေရမင်းအိမ်တော်မှုတာဝန်တွေပဲလို့မောင်မိကိုပြုစုပေါ့ဒါဆိုရင်ຫນွေမိကရောຫນွေမိကသူ့မှာတားကြီးရဲ့ချွေးမကြီးမြေးတွေရရှိရလေပြီးတော့နေတို့ကဥပိုင်အိမ်ပိုင်းဘာမှပူစရာလိုတာမဟုတ်ဘူးနှွဲ့အကူကြီးကလည်းဝင်ငွေကောင်းနေမောင်တို့နဲ့လိုက်နေနေဆိုတာတော့ခွင့်ပြုမှာမဟုတ်ဘူးမောင်ပြောတာတွေလက်မခံနိုင်ကြမရှိပါဘူးဒါပေမဲ့နှွဲ့တစ်ခုသဘောမကျတာကနှွဲ့လက်ရှိလောက်ကထွက်ရမယ်ဆိုတာနဲ့ဘာလုံးမှမလုပ်ပဲအိမ်မာနေပြီးအိမ်မှုကိစ္စတွေရဲ့ရကမတာဝန်တွေယူရမယ်ဆိုတာကြီးကတော့တိတ်သဘောမကျလှဘူးအိမ်အောင်ကြလာရင်အိမ်အောင်ရှင်မကောင်းတယောက်ဖြစ်အောင်ပဲစူးစမ်းရမှာပေါ့နွယ်မောင်အိန္ဒိယကားတွေကြည်တာများသွားပြီနဲ့တူတယ်အလိမ္မာအိမ်ပါဆိုတဲ့ခက်ကကုံသွားပြီမောင်ရဲ့အိမ်ပါဆိုပါလို့ရတယ်ဒါပေမဲ့ကြုံခံဖို့တော့မဟုတ်ဘူးဟာနွယ်ပြောတာများသွားပြီဘသူကကြုံလို့ပြောလို့လေဘာလုံးမှမလုပ်ပဲအိမ်မှာပဲနေယောက်ျားပေးရလက်ဖြန့်ရောက်ခမချီးသေးကိုပါတာဝန်ယူသားသမီးတွေမွေးလာရင်လေဆက်ပြီးတော့အိမ်ထဲမှာပဲဘဝကိုမြုပ်လိုက်ရမှာလားမောင်ຫນွေတစ်ခုပြောမေຫນွေကအလုတ်ထွက်လိုက်ပါပြီတဲ့မင်းမဝင်ဝင်မရှိတော့ဘူးမောင်ပေးသမျှຫນွေလက်ဖြန့်ပြီးတောင်းတုံးရတော့မင်းအဲ့လိုအနေထားကိုအကြောက်ဆုံးပဲယောက်ျားနဲ့ရက်ခမမျက်နှာကြည့်ပြီးနေရမယ်ဆိုတာသဘောမကျဘူးຫນွေလဲကိုယ်စိတ်နဲ့ကိုယ်ချစ်တော့ကိုရက်ချင်တယ်အိမ်အောင်ကြလာပြီဆိုရင်မောင်တောင်းဝင်မယ်လေအဲ့ဒါကိုຫນွေကလက်မခံချင်တာငွေရှာတာငါတောင်းဝင်ထားဆိုတာကြီးကိုပေါ့မောင်ကပတ်စံရှာပြီးလိုက်ရင်တာဝန်ကျေပြီလို့ယူဆမှာပတ်စံပေးပြီးအိမ်ကအသားလေးထွက်သွားရုံပဲပြန်လာရင်စားဖို့အသင့်အိပ်ဖို့အသင့်ဝတ်ဖို့အသင့်ຫນွေကအိမ်မှာနေပြီးဘာတွေကိုရင်ဆိုင်ရမယ်ဆိုတာမောင်တွေးဘူးသလားမဲတော့အများကြီးတွေးဘူးတယ်ယောက်ျားကဝင်ငွေရှိနေရင်ပြဿနာမရှိဘူးဝင်ငွေမရှိရင်ပြဿနာရှာတော့မယ်ယောက်ျားကလည်းလုံပိနေတဲ့ကောင်းနေမယ်လုံမပေးနိုင်ရင်အပြစ်တင်တော့မယ်အိမ်မှာဘာမှမလုပ်တတ်မကင်တဲ့နဲ့အိမ်မှုကိစ္စတွေသာလုပ်နေရတဲ့မိန်းမတစ်ယောက်ဟာနောက်ဆုံးလင်ကနေစွန့်ခွာရောက်ကမလည်းမရှိသားသမီးတွေကလည်းသူ့နဲ့သူရှောက်ချိန်မှာဘာဖြစ်သွားမလဲဆိုတာမောင်တွေးဘူးသလားအဲ့လောက်ထိတွေးစရာလိုသလားຫນွေတွေးရမယ်မောင်အများကြီးကြိုတွေးထားရမယ်ຫນွေပညာဆက်တင်ခြင်းနဲ့အလုပ်လုပ်ပြီးကိုယ်ဝင်ငွေနဲ့ကိုရက်တည်ခြင်းနဲ့ယောက်ျားမျက်နှာရောက်ခမမျက်နှာသားသမီးမျက်နှာကြည့်ပြီးထိုင်စားနေရမယ့်အလုပ်ကိုမလုပ်ချင်ဘူး။ຫນွေအလုပ်မထွက်ဘူး။ပညာလည်းဆက်တင်မယ်။ကိုအားကိုပြီးလက်တွဲနေနိုင်နေဆိုရင်လက်ထက်ကြတာပေါ့မောင်။ဒါຫນွေဆုံးဖြတ်ချက်ပဲလား။ဟုတ်တယ်မောင်။ကျမနဲ့မောင်ထုံလေးကတွေ့ဆုံခြင်းမှာနောက်ဆုံးဖြစ်ခဲ့သည်။ကျမကအိမ်ပြန်ရောက်တော့မိမိကိုအကျိုးကြောင့်ပြောပြသည်။မိမိကသမီးမှန်တယ်ဟုထောက်ခံသည်။သို့တော့မောင်ကတော့ကျမကိုမှားပြီဟုဆုံးဖြတ်ခါလမ်းခွဲသွားသည်သူနောက်တစ်ယောက်နဲ့လက်ထပ်သွားပါသည်ထိုတစ်ယောက်ကအလိပ်ပါအိမ်ပါသူ့လိုချင်းသည့်အမျိုးသမီးဖြစ်သွားသည်ကျမကအလုပ်လုပ်ရင်းပညာဆက်တင်သည်ယခုကျမယာရုလဲတိုးသွားသည်ဘွေးရီလည်းထက်ရရင်မောင်နဲ့ကွဲကွာသွားပြီးကလေးကကျမနောက်တစ်ယောက်ကိုမစင်စားတော့ပြီအသက်60ကျော်ရင်းပင်စင်ယူသည်အမေကဆုံးသွားပြီအိမ်နဲ့တစ်ယောက်တည်းကြံခဲ့သည်မောင်နဲ့ပြန်တွေ့ပါသည်သူနဲ့သူ့အင်အောင်ကွဲသွားသည်သူ့အမေလည်းကွဲလွန်သွားသည်မောင်လည်းအယက်သမားဖြစ်နေပြီကျမရင်ဆိုင်ရမယ့်ဘဝတစ်ခုလုံးကြိုတင်ခံမှန်းနိုင်သည့်အတွက်စဉ်းနှက်မိသည်အခုလိုတုတရတရနဲ့စာပေများကိုတင်ဆက်ပြပေးတော့မှာမဟုတ်လို့ HMN Channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်